အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ငါးလေးကြော်ပြီးနှပ်ပါမယ်ခရမ်းကျင်ဒီလေးနဲ့ငချောက်လေးကိုလည်းချက်ပါမှာရှင်ငါးမကြော်ခင်စီဦးလေးကိုအကြော်မှုံလေးနည်းနည်းထည့်ပါတယ်ကျမုံထည့်ရခြင်းကတော့ငါးကြော်လို့ရှိရင်ဦးနဲ့ငါးနဲ့မကပ်အောင်လို့ပါရှင်ငါးလေးတွေကိုဈေးကြောတန့်စင်ပြီးစားစနစ်အချုံမှုငါးပြားလေးနေပြီးတော့နှပ်ထားပါတယ်စီပူလာရင်တော့ငါးလေးတွေထည့်ကြောပါတယ်ရှင်ငါးလေးတွေကိုအကျွတ်မကြောပါဘူးရှင်ပျော်ပျော်လေးပဲကြောပြီးတော့ချက်သွန်လေးနဲ့နှပ်မှာပါငါးကြော်လေးကိုတိုင်းသမင်းစီစမ်းစားဖြူပြီးတော့ငါးကြော်လေးနဲ့စားရင်စားလို့ကောင်းပါလေရှင်ချက်သွန်လေးနဲ့ကြော်နှပ်ကလေးလုံးရင်လည်းစားကောင်းပါလေမြူသီးလေးနဲ့ဆက်ဆက်လေးကြော်နှပ်လုပ်သလိုဖြူရလေးကြော်နှပ်လုပ်စားလည်းကောင်းပါလေအခုချက်မှတော့ဖြူရလေးကြော်နှပ်လုပ်မှာပါငါကြော်ထားတဲ့စီးနဲ့ပဲချက်သွန်အဖြူအနီးကိုစီတက်ပါတယ်ရှင်ချက်သွန်အဖြူအနီးလေးကိုရတာလေးဝင်အောင်ငါပြရင်းနဲ့အချုံလေးလေးနဲ့ထည့်ပါတယ်ချက်သွန်လေးကြီးနွမ်းလာပြီဆိုရင်တော့ကြော်ထားတဲ့ငါးလေးကြီးထည့်ပြီးတော့နှပ်ပါပြီရှင်အချူကျွတ်နှက်လေးရမ်းစားလို့ကောင်းပါတယ်ရှင်ချက်သွန်လေးကအချူလေးရယ်ငါးလေးကအချူလေးရမ်းရတာရှိပါတယ်စားလို့ရပါပြီစားကြပါအောင်ရှင်ချောင်းနဲ့ခရမ်းကျင်သီးလေးချက်ပါအောင်မယ်ရှင်အချောက်ထဲကအငန်းဓာတ်တွေပြောက်အောင်လို့အချောက်ကို2နာရီ3နာရီလောက်ရေစိမ်ထားပါတယ်ရှင်ရေစိမ်ပြီးတော့မှခုတ်ထစ်ပြီးစီကြောစားစနေချုံမနေပြီးတော့နှပ်ထားတယ်ကတော့အဖြူအနေပြီးအရောက်တဲ့မိုးလေးကိုထောင်းပြီးတော့စီတက်ပါတယ်ရမ်းကျင်သီးလေးကိုလည်းအင်းချက်ဖို့ကြိုတင်ပြီးလုံးထားပါတယ်ရှင်မရုပ်စီတက်လေးမှုလာပြီဆိုရင်လုံးထားတဲ့ခရမ်းကျင်သီးလေးထည့်ပါတယ်ခရမ်းကျင်သီးလေးမှုလာပြီဆိုရင်တော့6လေးထည့်ပါတယ်ခ
အောင်လေးနူးဖို့ရေလေးနည်းနည်းထည့်ပါတယ်ချောက်ရသားလေးကပေါ်သွားတော့စားလေးနည်းနည်းထည့်ထည့်ရပါတယ်ရှင်ချုံမုံလေးလည်းထည့်ပါတယ်ဆက်ဆက်လေးစားခြင်းလိုမျိုးဒီစိမ့်တောင်လေးလည်းထည့်လိုက်ပါတယ်ဒီလေးချကန်ဒီမှာတော့နည်းနည်းမလေးလည်းထည့်လိုက်ပါသေးတယ်စားလို့ရပါပြီစားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေနောက်ထပ်လည်းပြန်တွေ့ပါဦးမယ်တတ်တာ